ဒီနေ့အကြောင်းပေးရဆိုနေမြမထားမယ်လို့တွေးထားတော့လေလမ်းမပိတ်မိတော့အခါ9နာရီခွဲကိုထားလိုက်ရပါတယ်ဆိုပါလို့9နာရီခွဲကိုလမ်းပေးထားလဲဆို9နာရီခွဲပြီးမှ6နာရီထိုးလောက်ထားနိုင်တာပါဒီနေ့ကျမထူးထူးဆန်းဆန်းဒီသားမီးရဲ့ကျမထထောင်မှာစောထားနေသေးတယ်ကျမကတရိတ်ဆန်တွေကိုမချစ်တတ်တော့ကျမလူလေးရမ်းချစ်တယ်ဘယ်လောက်ချစ်လဲဆိုလို့တွေ့ရတဲ့အကောင်ကိုစာကျွေးဆိုင်တာပါသူနဲ့ကြမှာပဲတသက်နဲ့တကူအစာမကျွေးဘူးရဲ့ကြက်ကိုစာကျွေးခဲ့ရတယ်တော့မလေးဒီနေ့စောရီထားလို့လားမလို့ရမ်းအိတ်ချင်တာပဲအဲ့အိတ်ချင်လေးကိုနှမျောလိုက်တာအေးကဲဒီနေ့လဲကိုဘက်ကသာကယူဆိုင်မှုတွေပေးနေရတော့သူ့ဘက်ကဘာမှတုံ့ပြန်မှုမရှိရဲ့အသားရည်ကိုစကင်းထပ်ခဲ့ရပါမယ်ချက်ချင်အိုင်နဲ့ပြက်လို့ရဒီစကင်ကဲနေတော့လုံးဝပြက်လို့မရပါဘူးကိုဆိုးတာနှခမ်းနေနဲ့လုံးဝပြက်လို့မရပါဘူးနှခမ်းနေမှာပါလို့ရှိရင်ကျမကိုယုံကြည်မှုမရှိတော့သလိုပဲအဲကြောင့်မို့နှခမ်းနေရတော့ကျမရဲ့24နာရီလိုအပ်ချက်လေးအဲကြောင့်မို့နှခမ်းနေရကျမဘဝရဲ့နံပါတ်9နေရာလောက်မှာရှိပါတယ်အဲ့ကျမဒူလေးရလေးပြီးလို့ရှိရင်6မာလီနဲ့ဖြစ်မလားမသိဘူးအဲ့လို့ဆိုကျမလာပြင်လို့ရှိရင်သူတားပြင်ပေးခြင်းနေရသေးတာပြီးရတယ်သူကိုယ်တိုင်ကြည့်ပေးတယ်အဲကြောင့်မလို့တွေးနေရမိတ်ကက်တွေပါပြင်ပေးရ6ဖြစ်နေမြန်မသိကဲခုအောင်ကျမတုံ့ပြန်မှုမရှိတဲ့ယာယီကိုဂယူးဆိုင်ပြီးပါပြီခုမှကိုကြည့်နေရလေငါပြုံးနိုင်ရနိုင်လူပြုံးနိုင်ကြနေရပဲအဲ့ဒါပါကဲအားလုံးပဲပတ်ဆိုင်ပါရှင်